မိသားစုအုပ်စုတဲကနေအပြီးတိုင်းနင်ထုတ်ခံလိုက်ရတဲ့ဒီစင်မရိုင်းလေးရဲ့ရင်းနှင်းစရာကံကြမ္မာကိုကြည့်လိုက်ကြပါဦးစင်အုပ်ကြီးဟာနေတိုင်းရေရှာဖို့အတွက်ပဲလှုပ်ရှားနေကြတာပါအကောင်ကြီးတစ်ကောင်ဟာတနေ့ကိုရေလီတာ200နီးပါးတောက်ရပြီးစင်ပေါက်စ်လေးတွေကတော့နာမောင်းနဲ့ရေတောက်နေကိုတင်ယူနေတော့ပေါ့ဒါပေမဲ့ဒီအုပ်စုနောက်မှာအသက်အရွယ်ရောက်စင်လူပြိုတစ်ကောင်ပါလာခဲ့ပါတယ်မိသားစုနဲ့ခွဲထွက်ခိုင်းခံရလို့ဒေါသထွက်နေတဲ့ဒီစင်မရိုင်းဟာဘေးနားကတတဝါတိုင်းကိုရန်ရှာနေတာပါနောက်ဆုံးတော့ကူညီသူမဲ့နေတဲ့စင်ပေါက်စ်လေးကိုရဲရဲဆက်ဆက်လဲကျသွားအောင်ရိုက်ချလိုက်ပါတယ်စင်မကြီးတစ်ကောင်ရောက်လာပြီးပြင်းပြင်းထန်ထန်တတိပေးလိုက်မှဒီစင်မရိုင်းပြေးထွက်သွားခဲ့တာပါဒဏ်ရာရသွားတဲ့စင်ပေါက်စ်လေးဟာအုပ်စုစီတိုးကပ်သွားပြီးတခြားစင်ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်ဆော့နေတော့ကိုစင်မရိုင်းကအုပ်စုရှိမှတင်ထက်ရောက်လာပြီးစင်ပေါက်စ်လေးကိုဒုတိယအကြိမ်ထက်ရိုက်ချလိုက်ပြန်ပါတယ်ဒါကိုအုပ်စုရဲ့ခေါင်းဆောင်စင်မကြီးကလုံးဝသိမခံနိုင်တော့ပါဘူးဝိတ်ခတ်ပြီးဒီစင်မရိုင်းကိုအုပ်စုတဲကနေလုံးဝမောင်းထုတ်လိုက်ပါတော့တယ်အာဖရိကစင်တီးတွေဟာအသက်14နှစ်ပြည့်ရင်အုပ်စုကနေထွက်သွားရမယ့်သဘာဝရှိပြီးအခုတော့ဒီစင်လူပြိုလေးတစ်ကောင်နဲ့တီးတက်ရက်တီးရမယ့်အချိန်ရောက်လာခဲ့ပါပြီမိသားစုနဲ့ခွဲခွာရတာဘာထက်မဆိုနာကျင်ရပေမဲ့လည်းဒီစင်တီးတိုင်းရင်ဆိုင်ရမယ့်ကံကြမ္မာကိုတော့သူမဖြစ်မနေလက်ခံလိုက်ရပါတော့တယ်